တေတောက်ကျူးအရက်သမားဟာသူ့ရဲ့အရက်ခွက်ကိုအပေါ်ကနေနှိပ်ပြီးတော့စပွဲနဲ့ပုတ်ပြီးတော့ဆွဲလိုက်တယ်လို့ဆွဲမပြီးတော့ကင်မြောက်ပြီးတော့ဝှေ့ရမ်းလိုက်တယ်လို့ကြိုက်တယ်လို့လှုပ်တယ်လို့မျိုးယဟန်ဂေါရမကိုအယူဝါဒရေးရအမှာခြားခြားလဲသွားအောင်သွားပြောပြလိုက်ခြင်းတယ်သူကကျုံသွားတာနော်အဲ့ဒီတော့နိဂါရဏန္ဒဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားယွင်းနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုတော့သဘောမတူတဲ့လူကဒီကတပတ်တိကသဘောမတူဘူးအရင်နဲ့ယဟန်ဂေါရမတိကိုဥပါလိတကျေသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ဘာပြုလို့လဲဆိုတော့ယဟန်ဂေါရမဟာသူများတပည့်ကိုကိုယ်တပည့်ဖြစ်အောင်သွေးဆောင်ဖြားယောင်းတဲ့စိတ်ညှို့အတတ်ပညာကိုတတ်တယ်တဲ့အရှင်ရဲ့အားကိုးရတဲ့တခါတယောက်သူများလက်ထဲပါသွားမှာဆိုးလို့သဘောမတူအဲ့ဒီတော့နိဂါရဏန္ဒဗုဒ္ဓဆရာကြီးကဂိုင်းဥပါလိသွားမှာကိုသွားပါစေဥပါလိဟာယဟန်ဂေါရမရဲ့တပည့်ဖြစ်เสียအကြောင်းမရှိဘူးဖြစ်ချင်းဖြစ်ရင်ယဟန်ဂေါရမဒီပင်နဲ့ဥပါလိတကြွယ်ရဲ့တပည့်ဖြစ်เสียအကြောင်းရှိယုံကြည်တယ်နော်သူတပည့်ကိုအဲ့ဒီလိုနဲ့ဥပါလိကလည်းနောက်ပါအချမ်းရံနေချမ်းရံပြီးတော့မြတ်စွာဘုရားဒီကိုခြိတက်သွားရောမြတ်စွာဘုရားဒီရောက်တော့သူလည်းရှိမခိုးပါဘူးအဲ့ဒီလိုပဲဘုရားရှိမှတင့်တော်တဲ့နေရာမှာထိုင်ပြီးတော့အရှင်ဘုရားဒီကတပတ်တိနဲ့အရှင်တို့ဘာတွေပြောကြသလဲ